မင်္ဂလာပါတကယ်ချင်းတို့ဒီတစ်ခါတော့တေဦးဆရာတော် PPC မှာဘာတွေမိတ်ကြပါလဲဆိုတာကိုดูကြည့်ကြအောင်နော်ကဲစလိုက်ကြရအောင်တိုင်းပြည်အုပ်ချုပ်တဲ့နိုင်ငံကောင်းဆောင်မင်းတွေဟာရှေးအစဉ်လာအရဗုဒ္ဓရဲ့အဆုံးအမကိုယူခဲ့တဲ့အစဉ်လာတွေရှိတာကြောင့်စနစ်တစ်ခုကောင်းမွန်ခိုင်မာရေးအတွက်တန်ဃာတော်တွေနိုင်ငံရေးမှာပါဝင်တာဟာတစ်တော်ရဲလို့မြင်တဲ့အကြောင်းမကြားသေးခင်ကအမေရိကန်ပြည်ထောင်စုဝါရှင်တန်မြို့တော်ကိုကြွလာတဲ့တဲအိုးဆရာတော်လို့လူသိများတဲ့ဆရာတော်ဦးတုမင်္ဂလာကမိန့်ကြားပါတယ်။ဒါပေမဲ့လည်းတန်ဃာတော်တွေအနေနဲ့အဂတိလိုက်စားမှုနဲ့ဗလိုက်မှုကင်းရမယ်လို့မိန့်ပါတယ်။ဆရာတော်ဦးတုမင်္ဂလာကို VOA အမေရိကန်အသံမှာကိုကျော်သိန်းကတွေ့ဆုံမြင်မြန်လျှောက်ထားပါတယ်။ဒီစက်ထဲမှာပဲတပြီးတော့တန်ခါမြန်မာနိုင်ငံရဲ့တန်ခါလောကနဲ့ပတ်သက်လို့ပေါ့ဗျာရဟန်းတော်တွေဆိုတာကမြန်မာလူဖွဲ့စည်းပုံမှာအင်မတန်ဩဇာအရှိန်အဝါကြီးပါတယ်ရဟန်းတော်တွေရဲ့မိန့်ကြားချက်ဆိုရင်လူတွေကလိုက်နာကြပါတယ်ကျင့်ကြံကြပါတယ်ဆိုတော့ဒီကနေ့မြန်မာနိုင်ငံရဲ့တန်ခါလောကပြီးတော့တန်ခါလောကလို့ပြောတဲ့နေရာမှာတစုံလုံးပေါ့ဗျာချွန်းချက်ဆရာတော်တို့လူဆရာတော်ကြီးတွေရဲ့ချွန်းချက်ကိုပြီးတော့ဖယ်ထားပါတယ်ဗျာတစုံလုံးနေပြီးတော့ရေပုံရခြုံပြီးတော့ပြောမယ်ဆိုရင်တန်ဃာလောကကမြန်မာလူအဖွဲ့အစည်းတည်ငြိမ်အေးချမ်းပြီးတော့တာယာဝပြောဖို့အဲ့ဒီကနေတဆင့်ကမ္ဘာပေါ်မှာမြန်မာဟိလို့ဝုန်းဝုန်းကြော်ကြော်ရှိနေနိုင်ဖို့ဘယ်လောက်ထိအထောက်အကူဖြစ်နေနိုင်တယ်လို့ပြောလို့မှတ်သားလို့ရပါမလဲဗျာအဲ့ဒီစကားမှာဦးစင်းအစိုးရိမ်ဆုံးပဲဗျအဲ့တော့ငင်းချမ်းရေးအတွက် NU အဖွဲ့တစ်ဖွဲ့ကခေါင်းဆောင်တယောက်နဲ့ဦးစင်းတို့မန္တလေးလေဆိပ်မှာခဏဆုံတုံးပြောခဲ့ဘူးလေပြောတော့ပြီးတော့ तू ကမေးလိုက်တာဒီဗုဒ္ဓဘာသာရဲ့သာသနာခေါင်းဆောင်တွေပေါ့နော်သာသနာခေါင်းဆောင်တွေရဲ့ဩဇာတက်ရောက်မှုဆိုတော့ဒုဗုဒ္ဓသာသနာမှာအဲ့ဒီလိုသာသနာခေါင်းဆောင်လို့ပြောဖို့တောင်ခက်တယ်လို့ဘာဖြစ်လို့လဲဆိုတော့အခုမြန်မာနိုင်ငံမှာဆိုရင်တော့မြန်မာနိုင်ငံလူထုခေါင်းဆောင်နော်ဒေါ်အောင်ဆန်းစုကြည်တို့ရှိတယ်ဒါလူထုခေါင်းဆောင်လူထုတရက်လုံးရဲ့ရှေ့သွားခေါင်းဆောင်သူနိုင်ငံရေးသမားတက်တက်မဟုတ်ဘူးလူထုတရက်လုံးကိုခေါင်းဆောင်ပြီးတော့ဒီနိုင်ငံနဲ့ဒီတိုင်းပြည်ရောဒီတိုင်းပြည်ထဲမှာရှိတဲ့တိုင်းသူပြည်သားတွေရဲ့အကျိုးစီးပွားအတွက်ရွက်ဆောင်နေတာပေါ့နော်အခုလည်းဘာသာရေးခေါင်းဆောင်ဆိုရင်သူဗုဒ္ဓဘာသာမှာကြတော့ခေါင်းဆောင်တယောက်သေးရဲ့စကားမရှိဘူးတီးခြားလီဒါအဖြစ်လူတိုင်းကအလုံး believe ပေါ့ယုံကြည်ချက်နဲ့မရှိဘူးဦးဇင်းတို့တောင်မှဦးဇင်းတို့ကိုနှစ်သက်တဲ့လူကတစ်ပိုင်းမနှစ်သက်တဲ့လူကတစ်ပိုင်းသူ့ဘက်ကိုယ့်ဘက်သူ့ဖွဲ့ကိုယ့်ဖွဲ့နောက်ဥပမာဆိုကြပါစို့အလွယ်ကူဆုံးပြောရင်နိဗ္ဗာန်ရောက်ကြောင်းအထုတ်တဲ့ meditation အလုပ် center တွေမှာတောင်မှဟောနော်အဖွဲ့တွေလိုက်꿰နေတယ်မိုးကုတ်တို့ဟလာမာစီတို့တဲအင်ကူတို့စွန်းလွန်းတို့အစရှိသဖြင့်အဲ့ဒီဟာကြီးပုံမှာခွဲခြားပြီးတော့ဒါသူ့ဆရာတော်ငါဆရာတော်တို့လိုဖြစ်နေတယ်အဲ့ဒါတော့အတော်အားနည်းနေတဲ့အချက်ပဲလို့ဦးဇင်းတို့မြင်ပါတယ်တင်ပါဗျာပြီးတော့တိတ်မကြခင်တော့နည်းနည်းပြောစမ်းဆိုတာတွေထွက်တယ်မိကိုနှစ်ခုပြီးတော့မေးချင်ပါတယ်စောက်ချင်ပါတယ်ဗျာတခုကရဟန်းတော်တွေနိုင်ငံရေးမှာပါဝင်ပတ်သက်တင်ပါသလားဗျာဆရာတော်ဗျာဘယ်လိုကြည့်စားပါလဲအဲ့ဒီမှာတော့ဦးဇင်းတို့အမြင်ဦးဇင်းရဲ့အမြင်ကိုပြောပါမယ်အဲ့တော့နိုင်ငံရေးဆိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်လေဒီကောလိယတို့ကပိလတို့နော်ရေလူတဲ့စစ်ပွဲမှာနော်တားမြစ်ခဲ့ဘူးတယ်နောက်ပြီးတော့ဗာလဲကောသလမင်းရဲ့သားကနေပြီးတော့တာကိန်နွယ်တွေကိုတပ်ဖြတ်ဖို့သွားတဲ့အခါမှာလည်းရှေ့ကနေတားမြစ်ခဲ့ဘူးတယ်နောက်ပြီးတော့နိုင်ငံမှာနိုင်ငံတနိုင်ငံတိုးတက်အောင်ကြီးပွားအောင်ဘယ်လိုအုပ်ချုပ်ရတယ်ဆိုတော့မင်းတွေကိုဆုံးမတဲ့အဆုံးအမတွေလည်းရှိခဲ့တယ်အဲ့တော့ရှေးအစဉ်အလာအရလည်းဒီဗုဒ္ဓရဲ့အဆုံးအမတွေနဲ့အတူနိုင်ငံခေါင်းဆောင်တွေဟာလမ်းညွှန်ချက်တွေယူပြီးတော့ဆောင်ရွက်ကြတာလည်းရှိပါတယ်အဲ့တော့နောက်တစ်ခုကနိယာမသဘောတရားအရပြောရင်နိုင်ငံရေးစီးပွားရေးလူမှုရေးဆိုတဲ့ကိစ္စတွေခွဲခြားလို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူးအဲ့တော့အခုဦးဇင်းတို့မြန်မာနိုင်ငံကြီးဆိုရင်အဓိကလိုအပ်နေတာကစနစ်ကောင်းတစ်ခုလိုနေတယ်နော်တိုင်းပြည်အတွက်တိုင်းပြည်ကိုဟိုတိုင်းပြည်ရဲ့လုံခြုံမှုမရှိဘူးဖျို့ဖျဲဖြစ်နေတယ်ဗျံပရာဖြစ်နေတယ်နော်ပြည်ပကအနှောက်အယှက်တွေကိုမကာကွယ်နိုင်တဲ့ပြင်ပြည်တွင်းမှာရှိတဲ့နိုင်ငံသားတွေအတွက်ကလည်းလုံခြုံမှုမရှိဘူးเนาะအေးချမ်းမှုမရှိဘူးဒါနှစ်ပေါင်းတို့1962ဒီပဲနောက်ပိုင်းပေါ့เนาะကြာခဲ့ပြီပေါ့เนาะဒါဦးဇင်း69မှာမွေးတယ်ဆိုတော့မွေးပြီးတဲ့နောက်ပိုင်းဦးဇင်းတို့တည်တတ်တဲ့အရွယ်ကလေးရင်ပြီးတော့မျိုးဆက်လုံခြုံမှုမရခဲ့ပါဘူးတို့မျိုးဆက်တစ်ဆက်လုံးမရခဲ့ပါဘူးအဲ့ဒီရဲ့အားနည်းချက်အစစ်အမှန်ဒီစနစ်เนาะနိုင်ငံရဲ့
တိဆောက်ပုံအုပ်ချုပ်ပုံစနစ် constitution ကြီးဒီခုအမေရိကဆိုရင်လွန်ခဲ့တဲ့နှစ်200ကျော်ကဝါရှင်တန်တို့ခေါင်းဆောင်ပြီးဆွဲခဲ့တဲ့နော်သူတို့ရဲ့ constitution ဒါဥစဉ်ငယ်အဲ့ဒီသူတို့စဆွဲတဲ့ constitution စာအုပ်ကလေးကစဖတ်ခဲ့ဘူးတော့ငယ်လေးကလေးရင်ဒုနိုင်ငံကိုဒီစနစ်တင်နဲ့တိဆောက်ရရင်ကောင်းမှာပဲလို့ဆန္ဒရှိခဲ့ဘူးတဲ့အခုလဲကိုတက်နိုင်တဲ့ဘက်ကတစ်ဖက်တစ်လမ်းကစူးစမ်းပေးနေတာပေါ့နော်အဲ့တော့သံဃာတော်ရှင်သူမြတ်တွေခေါ်ဘာသာရေးခေါင်းဆောင်တွေဆိုဘာသာရေးခေါင်းဆောင်ဆိုတာဘုရားဘာသာတစ်ခုတည်းမဟုတ်ပါဘူးနော်တခြားဘာသာတွေကလည်းသူတို့တခြားဘာသာတွေမှာကျတော့သူခေါင်းဆောင်နဲ့သူပြီးတယ်ဗျတင်ပါဗျာအဲ့တော့ဒါပါတော့ဝိုင်းဝန်းပြီးတော့အခုမြန်မာနိုင်ငံမှာနေတဲ့တိုင်းနိုင်ငံသားအားလုံးပေါ့တိုင်းသားလောက်ကလေးတွေဦးစင်မပြောချင်ဘူးနိုင်ငံသားလို့ဒီလိုပြောချင်တယ်နိုင်ငံသားအားလုံးကတညီတညွတ်ထဲဒီနိုင်ငံရဲ့စနစ်ကောင်းကြီးတစ်ခုကိုတိဆောက်ဖို့နဲ့ငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းနော်ညီညွတ်တဲ့လူအဖွဲ့အစည်းတာယာတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်အောင်ဝိုင်းဝန်းတိဆောက်ကြဖို့အားလုံးမှာတာဝန်ရှိသလိုအားလုံးလည်းဒီလိုဆန္ဒမျိုးတွေဖြစ်ပေါ်စေခြင်းတယ်အဲ့တော့နိုင်ငံရေးသည်နော်ဘာသာရေးနဲ့ဟာဘယ်တော့မှခွဲခြားလို့မရဘူးမရတဲ့အတွက်နီးမှန်လမ်းမှန်သွားဖို့လိုတယ်အဲ့တော့အထူးသဖြင့်ဦးဇင်းတို့ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုအထူးပြောချင်တာကကိုလက်ခံတဲ့ပုရုဇဉ်ဆိုတာအကြိုက်မကြိုက်ရှိတယ်ဗျအဲ့တော့တချို့တစ်ခါတလေကြတော့ဦးဇင်းနည်းနည်းလေးရှည်သွားမယ်တစ်ခါတုန်းကအော်တာကြားဘူးတယ်ဒီဗုဒ္ဓဘာသာတန်ဃာတော်တွေမဲပေးခွင့်မရလို့ဆိုအော်ရထပ်ပြောလိုက်ရရင်တပည့်တော်အဲ့ဒါတပည့်ပဲနောက်မေးခွန်းပါဗျာရှင်ပြဆက်ဟုတ်ပြီအဲ့ဒီဟာလေးကိုဦးဇင်းကပြောချင်တာဘုရားရဲ့သားတော်တွေဆိုတာကဘက်လိုက်မှုကင်းရမယ်နော်ဘက်လိုက်မှုကင်းရမယ်ချစ်ချင်းမုန်းချင်းကင်းရမယ်ကိုယ်တိုင်ကိုကဒီလိုလောဘဒေါသမောဟနဲအောင်ကျင့်ရတယ်နောက်လောကကိုလည်းလမ်းညွှန်မှုပေးရတယ်ပြီးရတဲ့အခါကျတော့ဦးဇင်းတို့ကဘယ်ဟာကအမှန်တရားဘယ်ဟာအကျိုးရှိတဲ့အလုပ်ဘယ်ဟာအကျိုးမရှိတဲ့အလုပ်ဘယ်ဟာကောင်းတဲ့အလုပ်ဘယ်ဟာမကောင်းတဲ့အလုပ်လို့ဦးဇင်းတို့ကလမ်းညွှန်ပေးရမှာဦးဇင်းတို့ရဲ့တာဝန်သို့တော့ဟိုအဖွဲ့ဒီအဖွဲ့လို့နော်ဘက်လိုက်မှုအဂတိလိုက်စားမှုခေါ်တယ်အဂတိဆိုတာကိုကြိုက်တဲ့ဘက်ကိုနေတာနော်အဲ့ဒါမျိုးကတန်ဃာတော်တွေကလုံးဝကင်းရမှာဖြစ်တဲ့အတွက်တန်ဃာနဲ့မဲနဲ့ကလုံးဝမအပ်ဘူးလုံးဝလည်းမသက်ဆိုင်ပါဘူးဒီလိုအော်နေခြင်းကိုကဘုရားရှင်ရဲ့အဆုံးအမကိုထဲထဲဝင်ဝင်နားမလဲလို့ပဲဦးဇင်းတော့ယုံကြည်တယ်နားလေထားတောင်မှထဲထဲဝင်ဝင်လိုက်နာကျင့်သုံးမှုမရှိလို့အဲ့တော့တန်ဃာတွေကဒါတန်ဃာအလုံးမဟုတ်ဘူးဒီမှာပြီးတော့မိကုန်းနှစ်ခုဆက်မေးလိုက်ပါမယ်ဗျာတခုကပြီးတော့မြန်မာနိုင်ငံမှာလက်ရှိနိုင်ငံရေးအရလုတ်ပိုင်ခွင့်တစ်ခုခုပေါ့လုတ်ပိုင်ခွင့်ဆိုရင်ပြီးတော့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဒီလိုကဏ္ဍအသီးသီးရေးကြီးတဲ့ကဏ္ဍအသီးသီးမှာတိုင်းပြည်မှာရှိနေတဲ့ဟလာလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်လှုပ်ဆောင်ခွင့်ရဖို့ကိစ္စကတိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေးအတွက်ဘယ်လောက်အရေးကြီးတယ်လို့ပြောလို့ရပါမလဲဗျာဒါကတော့ဘယ်လောက်အရေးကြီးတယ်ဆိုတာအရေးကြီးဆုံးပဲလို့တော့ဦးဇင်းပြောခြင်းတယ်တင်ပါဗျာဘာဖြစ်လို့လဲဆိုတော့ဒီယုံကြည်မှုအသီးသီးနဲ့နေကြတာတင်ပါဗျာသို့တော့သူ့ယုံကြည်မှုကိုလည်းကိုလေးစားဖို့လိုတယ်ကိုယုံကြည်မှုလည်းကိုလေးစားဖို့ကာကွယ်ဖို့လိုတယ်နော်လေးစားဖို့လည်းလိုတယ်ကာကွယ်ဖို့လည်းလိုတယ်ကိုဒါပေမဲ့ကိုယုံကြည်မှုကိုကာကွယ်တဲ့နေရာမှာသူတို့ဘာကိုထိခိုက်ဖို့တော့မလိုဘူးလေအဲ့တော့အပြန်အလှန်စုစည်းညီညွတ်ပြီးတော့နော်တယောက်ကိုတယောက်အပြန်အလှန်လေးစားတဲ့နော်အခုဒီမှာဆိုရင်တကယ်တော့ခုနကဦးစင်းပြောတဲ့စနစ်ပဲဗျ constitution ကြီးတကယ်ခိုင်မာတဲ့ဥပဒေသားကြီးကိုအားလုံးကဘာသာပေါင်းစုံလူမျိုးပေါင်းစုံတိုင်းသားအားလုံးနိုင်ငံသားအားလုံးကအခုအမေရိကန်နိုင်ငံကြီးဆိုရင်နိုင်ငံသားအားလုံးကဒီ state တွေမှာလဲ state law ရှိတယ်မလားဟလာနိုင်ငံဆိုနိုင်ငံ law ရှိတယ်နိုင်ငံ law ကိုလဲ state တွေကလေးစားတယ် state law ကိုလဲ state တိုင်းမှာလေးစားတယ်နောက်တစ်ခါဒီနိုင်ငံသားအားလုံးကနိုင်ငံဥပဒေကြီးကိုလေးစားထားတယ်လေးထားတဲ့လူများတယ်ပေါ့ဗျာနော်ချွေရင်းသူကတော့ရှိတာပဲဘယ်နေရာဖြစ်ဖြစ်တဲ့ရှောက်ပြောရင်မကုန်နိုင်ဘူးပေါ့ဒါပေမဲ့အလေးထားတဲ့လူများလို့ဒီနိုင်ငံသည်အောင်မြင်နေတယ်ငြိမ်းချမ်းနေတယ်နော်ညီညွတ်နေတယ်နော်အဲ့တော့အခုလည်းမြန်မာနိုင်ငံအတွက်အထူးလိုအပ်တာမြန်မာနိုင်ငံသည်လူမျိုးပေါင်းစုံနော်ဘာသာပေါင်းစုံရှိနေတဲ့နေရာဘယ်ဘာသာမရှိရဘူးလို့ဆိုပိုင်ခွင့်မရှိဘူးဆိုရန်လည်းမသိဘူးနော်အဲ့တော့အားလုံးဒီဘာသာအောင်စုံလူမျိုးပေါင်းစုံပါဝင်ပြီးတော့နော်အားလုံးညီညွတ်တဲ့အခွင့်အရေးနဲ့နော်ဒီစစ်မှန်တဲ့လမ်းစဉ်တစ်ခုကိုအားလုံးယုံကြည်လေးလေးစားစားတန်ဖိုးထားပြီးသွားဖို့လိုပါတယ်တင်ပါဗျာပြီးတော့ညီကုန်းကျုပ်အနေနဲ့ဆရာတော်ကိုရှောက်ထားမေးမြန်းနေတာကအခုလက်ရှိမြန်မာနိုင်ငံနဲ့ပတ်သက်ရင်ကမ္ဘာပေါ်မှာအပြင်းထန်ဆုံးဖြစ်နေတဲ့ကိစ္စမြန်မာနိုင်ငံလက်ရှိအခြေအနေမှာကမ္ဘာပေါ်မှာအဝေးပန်းခံရဆုံးဖြစ်နေတဲ့ကိစ္စရခိုင်ပြည်နယ်ကိစ္စပါဗျာဟုတ်တိုင်းပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးတော့တိုက်ပွဲတွေဖြစ်တာ
လုံခြုံရေးဖြစ်တာဒီအပိုင်းအစားပြီးတော့ကလူသားပေါ့ဗျာရခိုင်ပြည်နယ်မှာဘေးဒုက္ခကြတဲ့လူသားတွေထွက်ပြေးသွားရတဲ့သူတွေကိုအိမ်နဲ့မနေနိုင်ကြတဲ့သူတွေအများကြီးရှိထားပါတယ်ဆိုတော့ဒီလူတွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေဘယ်လိုနားလေတင်တယ်ဘယ်လိုသဘောထားတင်တယ်ဆိုတာလေးများဆရာတော်မိန့်ကြားပေးလို့ရပါမလားဗျာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့ကတော့ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်အားလုံးကိုနော်ကရုဏာတရားကရုဏာဆိုတဲ့သဘောကကိုယ့်ထက်နှိမ့်ကြသူဆင်းရဲသူပင်ပန်းသူတွေအပေါ်မှာနော်ကဲတင်လိုတဲ့စိတ်ကူညီလိုတဲ့စိတ်စောင့်ရှောက်လိုတဲ့စိတ်နဲ့နော်ဝိုင်းဝန်းပြီးကူညီဖေးမကြဖို့လိုပါတယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေစစ်ဆိုတာတော့ဘယ်စစ်မှမကောင်းပါဘူးနော်ဘယ်လိုစစ်မျိုးမှမရှိသင့်ပါဘူးအခုမြန်မာနိုင်ငံမှာရှိနေတဲ့အနေအထားတွေကလည်းမဖြစ်သင့်တဲ့အနေအထားတွေမှာဖြစ်ပေါ်နေတယ်အဲ့တော့ဦးဇင်းကတော့အားလုံးကိုမေတ္တာရက်ခံပြီးပြောချင်တာကနော်စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့အခုတိုင်းပြည်ကြီးမှာနော်အဖက်ဖက်ကလိုအပ်ချက်တွေနဲ့ဖြစ်နေပါတယ်ချွေရင်ချက်တွေပျက်စီးမှုတွေနဲ့ရှိနေတယ်နိုင်ငံရဲ့စီးရိုးတွေလည်းမလုံဘူးနောက်နိုင်ငံသားအချင်းချင်းမှာလည်းညီညွတ်မှုကင်းနေတယ်နောက်ပြီးတော့ဘယ်လိုပြောမလဲတဘာဝဘေးရန်အန္တရာယ်ဆိုတော့ environment ကြီးတစ်ခုလုံးပျက်စီးနေတာပေါ့ဗျာ environment ကိုတန်ဖိုးထားပြီးတော့လူသားအရင်းမြစ်တွေအားလုံးအချင်းချင်းနော်ညီညွတ်ရိုင်းပင်းကြပြီးတော့တယောက်နဲ့တယောက်ကူညီကြပြီးတော့နော်ငြိမ်းချမ်းတဲ့တာယာဝပြောတဲ့လူပေါင်းတစ်ခုကိုတိဆောက်ကြဖို့အတွက်နော်မေတ္တာတရားတွေကရုဏာတရားတွေနဲ့နော်စစ်မှန်တဲ့လမ်းစဉ်တစ်ခုကိုအရင်ဦးဆုံးနော်တိဆောက်ကြရအောင်အားလုံးယုံကြည်တဲ့အားလုံးလိုက်နာမဲ့နဲ့လေးစားနိုင်တဲ့နော်လမ်းစဉ်တစ်ခုကိုရွေးချယ်တိဆောက်ပြီးတော့နိုင်ငံကိုစနစ်တကျတည်ထောင်ပါမယ်ဦးဇင်းတို့နိုင်ငံကြီးကအခုကနော်အခုချိန်ထိစလုံးရေးမစရသေးတဲ့နိုင်ငံလို့ဦးဇင်းကတော့မြင်ပါတယ်အခုချိန်ထိပြိပက္ခတွေကြားထဲမှာပဲတန်တရားလဲနေတော့မှာအဲ့တော့ပြိပက္ခဖြစ်ရခြင်းကလည်းခုနငါတကောကောနေကြပေါ့လို့ပေါ့နော်အဲ့တော့ကိုအတ္တတွေကိုရှေ့တန်းမတင်ကြဘဲနဲ့ဒီတိုင်းပြည်ကြီးနဲ့ဒီနိုင်ငံနဲ့ဒီနိုင်ငံသားအားလုံးဆိုတဲ့စိတ်ကလေးတွေအားလုံးမွေးပြီးတော့ငါတို့တွေအားလုံးတညီတညွတ်ထဲငြိမ်ငြိမ်ချမ်းချမ်းသာသာနေနိုင်ဖို့နော်အားလုံးစိတ်ကလေးတွေမွေးမြူကြပြီးကူညီကြပါရိုင်းပင်းကြပါစောင့်ရှောက်ကြပါနောက်ပြီးတော့နော်အပြန်အလှန်နော်မေတ္တာထားကြပါလို့ဦးဇင်းတော်ဒါလေးပဲပြောချင်တာဒီမှာဗျာခုလိုမျိုးကုဏတရားရှေ့ထားပြီးတော့ကျေးဇူးမိန့်ကြားပေးတာပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျာပြီး၍မိသားစုကိုစားပါဗျာကျွန်တော်ဗျာကိုပြီးတော့အတူပဲခိုက်ပါတယ်ဗျာကဲပြီး၍မိသားစုများနဲ့အမေရိကန်နိုင်ငံသားများနိုင်ငံသူနိုင်ငံသားအားလုံးကိုနော်ဦးဇင်းတို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဘေးရန်အားလုံးကင်းရှင်းကြပြီးတော့ငြိမ်းအေးချမ်းသာတဲ့နော်ဘဝလမ်းစဉ်ကိုအားလုံးရွေးချယ်လျှောက်လန်းနိုင်ကြပါစေလို့ဦးဇင်းကဆန္ဒပြုပါတယ်ဒီတဲ့ဆုနဲ့ပြပါစေဗျာကဲဆရာတော်အဲ့လိုမိန်သွားတယ်ဗျအဲ့လိုမိန်သွားတဲ့ဟာကိုသူမြန်မာနိုင်ငံမှာဟုတ်လားမဟုတ်လားဆိုတာတော့တိုက်ဆိုင်မှုရှိလားမရှိလားဆိုတော့ကျွန်တော်ရဲ့ ရှင်လေးနဲ့ငွေကြီးတို့တွေဝင်ပြီးတော့ပြည်လာပြီးတိုက်ကြည့်လို့ရပါတယ်နော်ကျွန်တော်ကတော့ဆရာတော်မိန့်ကြားသွားတဲ့စကားတွေကိုအရင်သဘောကျပါတယ်